လောရောင်ကမြို့တစ်မြို့မှာပန်းပင်တွေစိုက်တဲ့လူငယ်တစ်ယောက်ဖြစ်တယ်။တနေ့မိုးရွာနေတဲ့အချိန်မှာသူဟာပန်းဆိုင်တစ်ဆိုင်ရှိမှမိန်းကလေးတစ်ယောက်ကိုပထမဆုံးတွေ့တယ်။သူမနာမည်ကနှင်းစီ။သူမလက်ထဲမှာနှင်းစီပန်းတစ်ပွင့်ရှိတယ်။ဒါပေမဲ့သူမကအဲ့ဒီပန်းကိုမရောင်းဘူးမပေးဘူး။ကြည့်ယုံမဲဆိုပြီးပြုံးတယ်။လာရောင်အဲ့ဒီနေ့ကနေစိတ်ထဲမှာတစုံတစ်ခုပျောက်သွားတယ်လို့ခံစားသွားတယ်။လာရောင်နှင်းစီကိုထပ်မံတွေ့ချင်းလို့ပန်းဆိုင်ကိုအမြဲလာလေ။ဒါပေမဲ့နှင်းစီကအမြဲတမ်းအချိန်တစ်ခုနဲ့ပဲပေါ်လာတတ်တယ်။သူမဟာအမြဲတမ်းပြုံးနေပြီမဲ့သူ့အကြောင်းကိုဘယ်တော့မှမပြောဘူး။လာရောင်ကသူမကိုချစ်လာတယ်။ဒါပေမဲ့နှင်းစီကတော့ငါနဲ့မနီးပါနဲ့ငါဟာဝင်ကပလဲကလူပဲလို့ပဲပြောတယ်။တနေ့နှင်းစီရုတ်တရက်ပျောက်သွားတယ်။ပန်းဆိုင်လဲပိတ်သွားတယ်။လာရောင်ကသူမကိုရှာဖို့မြို့တစ်မြို့လုံးလှည့်ပတ်ရှာတယ်။ဒါပေမဲ့အချက်လက်တစ်ခုမှမရဘူး။သူ့ရင်ထဲမှာပဲသူမရဲ့ရနတ်နဲ့အတူတစုံတစ်ခုကသူ့ကိုခေါ်နေတယ်လို့ဖြစ်လာတယ်။လာရောင်နှင်းစီအကြောင်းကိုပြလာတယ်။သူမဟာယောဂတစ်ခုကြောင့်အချိန်အနည်းငယ်သာအသက်ရှင်နိုင်တဲ့သူတစ်ယောက်ဖြစ်နေတယ်။ဒါကြောင့်သူမကလူတွေကိုရှောင်နေခဲ့တာ။လာရောင်မင်းငါကိုမချစ်တာမဟုတ်ဘူး။မင်းငါကိုကာကွယ်နေတာပဲ။လာရောင်နှင်းစီကိုနောက်ဆုံးတစ်ချိန်တွေ့ရတယ်။ဒါပေမဲ့သူမအခြေအနေကအယမ်းဆိုးနေသည်။နှင်းစီကပြောတယ်။ငါမရှိတော့မယ့်နေ့ကိုမင်းမမှတ်မိပါနဲ့။လာရောင်ကသူမလက်ကိုမလွတ်နိုင်ဘူး။ဒါပေမဲ့နှင်းစီကတဖြည်းဖြည်းလက်လွတ်သွားတယ်။နှင်းစီတေဆုံးသွားတယ်။သူမထားခဲ့တာကတော့တပွင့်တီးသောနှင်းစီပန်းနဲ့စာတစ်စောင်ပဲ။စာထဲမှာငါကိုမရှာနဲ့ငါကမင်းလမ်းမဟုတ်ဘူးလို့ရေးထားတယ်။လာရောင်ဟာအဲ့ဒီနေ့ကနေစကားမပြောလိုက်တော့ဘူး။နှစ်တွေ့ကြပြီနာလာရောင်ဟာတိတ်ဆိတ်တဲ့လူတစ်ယောက်ဖြစ်လာတယ်။သူကပန်းပင်တွေကိုပဲဆက်လက်စိုက်တယ်။ဒါပေမဲ့သူစိုက်တဲ့ပန်းတိုင်းဟာနှင်းစီပဲဖြစ်တယ်။သူရင်ထဲမှာနှင်းစီဆိုတဲ့နာကျင်မှုကမပြောက်ဘူး။တနေ့ပန်းချန်ထဲမှာလာရောင်တစ်ယောက်ထဲထိုင်နေတယ်။လေတိုက်လာပြီးနှင်းစီပန်းရနံ့တစ်ခုလေထဲမှာပြန့်လာတယ်။သူမျက်လုံးပိတ်လိုက်တယ်။နှင်းစီရဲ့အတန်လိုမျိုးမင်းအခုမှလမ်းမှန်ကိုရောက်လာတာပဲ။သူပြုံးလိုက်တယ်။ဒါပေမဲ့မျက်လေးတွေကကျနေတယ်။